ဘာမှဟောမှလည်းမသိစာကလည်းသင်ထားမတတ်တော့ဘာဟောမှမသိဘူးလို့ထွက်လာမင်္ဂလာပါရှင်တဲအင်းကူဆရာတော်ဘုရားကြီးအလောင်းအလျာကိုရန်ကုန်တိုင်းဒေသကြီးဟော်ဘီမြို့နယ်မှာ1984ခုနှစ်တပေါင်းလာဆန်း10ရက်တနင်္ဂနွေနေ့မနက်8:00 နာရီအချိန်မှာမီးရှူတန့်စင်ဖွားမြင်ခဲ့ပါတယ်ဖခမဲတော်နဲ့မဲတော်မှာဦးတော်တာနဲ့ဒေါ်မဲအန်ဖြစ်ပြီးငင်းနမ်းမြေမှာအောင်ထွန်းဖြစ်ပါတယ်ဆရာတော်အလောင်းအလျာဟာငယ်စဉ်ကဘုန်းကြီးကျောင်းမှာမြန်မာစာသင်မုန်းကြီးအဆင့်ထိသာလောကီပညာကိုသင်ကြားခဲ့ပါတယ်အသက်15နှစ်အရွယ်မှာအိမ်အောင်ကျခဲ့ပြီးအိမ်အောင်၄ချိန်ပြုခဲ့ပြီးအသက်46နှစ်ထိအရက်သမားလောင်းကစားသမားကြီးစားလူမိုက်ဓမြဘူဘဝတို့နဲ့အကုသိုလ်မျိုးစုံကျူးလွန်ခဲ့တာကြောင့်အစိုးရပြည်ထံခံယူခဲ့ရတာမျိုးတွေရှိပါတယ်ဆရာတော်အလောင်းအလျာဟာလောကီဒုက္ခများမှလွတ်မြောက်ဖို့အချိန်တန်တဲ့အခါစုံလုံးကူကြောင့်ဆရာတော်ဘုရားကြီးရဲ့ထေရုပတ္တိစာအုပ်မှာရုပ်ပုံတွေကိုကြည့်ပြီးတရားအားထုတ်ခြင်းစိတ်စတင်ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးအကြိမ်ဓမြတိုက်ရမှာဦးကောင်းကိုဓာတ်ခုတ်ခံရကမှတတိတရားတန်ဝေကအကြီးအကျယ်ရရှိခဲ့ပြီးလောကီဒုက္ခတွေကိုဆင်ခြင်နိုင်ခဲ့ပါတယ်ဒါကြောင့်ဇာတိချက်ကျွေးမွေးရမည်ဖြစ်တဲ့ကျောင်းကလေးတိမ်မှာ1322ခုနှစ်တော်သင်းလာဇန်6ရက်မှစတင်ပြီးတကားပိတ်ခါတတိပဋ္ဌာန်တရားကိုမနာမနေကျင့်ကြံပွားများအားထုတ်ခဲ့ပါတယ်1322ခုနှစ်တော်သင်းလာဇန်17ရက်စနေနေ့မွန်လွေသားသားအချိန်မှာပထမမတ်ကို၎င်းတရင်ကျော်လာဇန်9ရက်မှာဒုတိယမတ်ကို၎င်းတပေါင်းလာပြည့်ကျော်4ရက်နေ့မှာတတိယမတ်ကို၎င်းရရှိတော်မူခဲ့ပါတယ်ဆရာတော်အလောင်းအလျာဟာတတိယမတ်ကိုရရှိပြီးနောက်အယောင်အစင်းပါတယ်အဝတ်အစားတို့ကိုမဝတ်ဆင်တော့ပဲပိတ်ဖြူစင်ကြေကိုသာဝတ်ဆင်มาတော့တယ်အနာဂတ်မှာဖြစ်လာမယ်နမိတ်ထူးတွေကိုလည်းမြင်နိုင်ခဲ့ပါတယ်နောက်ကုန်းကြီးကအရှိတ်ဘက်မှာကြက်ပြတ်မကျစီကားတွေကျောင်းတော်ကြီးဖြစ်ပေါ်လာခြင်းနဲ့အဲ့ဒီကျောင်းတိုက်ကြီးမှာသာသနာမှန်နိုင်ဖြစ်လာပြီးတရားရှာသူတွေလာရောက်နှီးနှောကြခြင်းဆိုတဲ့နမိတ်တို့ကိုကြိုမြင်ပြီးမွတ်ကြားခဲ့ပါတယ်ဆရာတော်အလောင်းအလျာဟာပိတ်ဖြူဝတ်နဲ့တနစ်ခန့်ကြာတော့နတ်မြမာတွေရဲ့တောင်းပန်လျှောက်ထားချက်ကြောင့်1322ခုနှစ်တပေါင်းနောက်မှာဥဥကထဖွဲတော်နဲ့ယဟန်အဖြစ်ကိုခံယူခဲ့ပါတယ်ယဟန်ဖြစ်ပြီးနောက်မှာဆရာတော်ဟာမနာမနေတရားအားထုတ်ခဲ့ပြီး1323ခုနှစ်နေုံလာပြီးကျော်2ရက်စနေနေ့မှာစရုပ်ထမတ်ကိုရရှိခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲဝါဆိုလာပြည်နေ့မှာမော်ဘီမြို့နယ်နှော်ကုန်းကြီးရွာမှာတေရင်ကိုဝိပဿနာကမ္မထမ်းကျောင်းတိုက်ကြီးကိုစတင်တည်ထောင်တော်မူခဲ့ပါတယ်လေးမှတ်လေးဖို့ရရှိတဲ့ကျေးဇူးတော်ရှင်တေရင်ကိုဆရာတော်ဘုရားကြီးဟာအနေနဲ့အရရမှပင့်လျှောက်လာတဲ့ဓာယကဓာယိကာမအပေါင်းတို့ကိုမတ်ပေါက်ဖိုးဝင်နိဗ္ဗာန်ဝင်သည့်တိုင်အောင်မိမိသိမြင်ထားတဲ့တရားများနဲ့ညွှန်ကြားပြသတော်မူခဲ့ပါတယ်မြတ်စွာဘုရားရှင်ရဲ့ပฏิပတ်တိသာသနာတော်ကိုအသက်နဲ့ခန္ဓာမငဲ့ညာပဲမနာမနေထမ်းဆောင်တော်မူခဲ့တဲ့တဲအင်းကူဆရာတော်ကြီးဟာတတ်တော်61ဝါတော်12ဝါခန့်မှာ1355ခုနှစ်ဝါဆိုလာဇန်9ရက်တနင်္ဂနွေနေ့မှာဘဝဒုက္ခခန္ဓာဆက်သိမ်းပြီးအပြီးတိုင်ချုပ်ငိမ့်တော်မူခဲ့ပါတယ်ဆရာတော်ရဲ့ရုပ်ကလတ်တော်ဟာမပုံမသိုးပဲ3နှစ်တိတိအပူဇော်ခံခဲ့ပြီးဗရက်များလုံးအတွင်မျက်ရှင်တော်တစုံနဲ့ရွှေတော်တစုံတတ်တော်ချမ်းခဲ့ပါတယ်ဆရာတော်ဟာမရမနေစိတ်နဲ့ကြိုးစားအားထုတ်ရင်မဖြစ်နိုင်တာမရှိကြောင်းကိုဓမြဘိုးဘဝမှာပြောင်းပြန်လှန်လိုက်တဲ့ကဲ့သို့ရဟန္တာဖြစ်တဲ့အထိကြင်ကြံအားထုတ်ခါပြသခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တိုင်းအတွက်တရားရှာရမှတရားတရားသာအရေးအကြီးဆုံးဖြစ်ပြီးမစုံမနစ်ကြင်ကြံအားထုတ်ရင်လူတိုင်းမဖို့နိဗ္ဗာန်ရောက်ရှိနိုင်ကြောင်းကိုညွှန်ကြားပြသခဲ့တဲ့ကျေးဇူးတော်ရှင်သိန်းအင်းကိုဆရာတော်ဘုရားကြီးအကြောင်းကိုတင်ဆက်လိုက်ရပါတယ်ရှင်ရွှင်လန်းချမ်းမြေ့ကြပါစေရှင်တရားကြက်ထားတဲ့တရားမဟုတ်တော့တဲ့စောက်ထဲကဟာဒီနေ့ငါဘာဟောမယ်ဆိုကြက်ထားတဲ့တရားဆိုလို့ရှိရင်လွယ်တယ်မှန်ပါဗျာနော်ခမောကကြက်ထားတယ်ရှင်ခမောကကြက်ပြီးသားတယ်ခမောကကြက်ထားတယ်ခမောကကြက်ထားတဲ့တရားနော်အဲ့တော့ကြက်ထားပြီတဲ့သူများနဲ့မတူဘူးတခါကြီးမှန်ပါစိစကြအယုတ်ဖြစ်တယ်မှန်ပါညံလည်းကြီးတယ်နော်မှန်ပါစာကလည်းတတ်တယ်မှန်ပါစာကလည်းတတ်တယ်ညံလည်းကြီးတယ်သဘော